အားလုံးပဲမင်္ဂလာပါအခုကတော့အိမ်နားမှာရှိတဲ့ coffee ဆိုင်ကိုသွားနေရပါတော့သွားနေရင်းနဲ့ပေါ့နော်လမ်းမှာဘာရှိလဲပြပေးမယ်ဒီနေရာကျတော့လုံးဝအေးစစ်စစ်နဲ့အရင်မိုက်တဲ့နေရာမျိုးလို့ပြောလို့ရတယ်ကိုကတော့ကြိုက်တယ်လူလည်းမရှိဘူးကားလည်းမရှိဘူးဆိုင်ကလည်းတိတ်မရှိဘူးဆိုတော့လေခွေးတောင်တကောင်မှမရှိဗီယက်နမ်နေခွေးသားစားရဆိုတာတကယ်လားမသိဘူးခွေးရလေလမ်းဘေးခွေးရဒီမှာတော်တော်စားရသေးလားဒါကတော့ကျမတို့ရဲ့အခုနေတဲ့လမ်းပေါ့နော်ဟိုးရှိတဲ့မှာမြင်နေရတဲ့တောင်ကကြတော့အဲ့ဒါက Marble Mountain နဲ့တူတယ် Marble Mountain ဒီကနေသွားချင်တယ်ဆိုလို့ရှိရင်ဆိုင်ကယ်နဲ့ဆိုလို့ရှိရင်9မိနစ်ပဲပေါ့နော်ဆိုတော့နောက်ရကြမှာ8တောင်ကိုသွားတက်မယ်အခုကတော့ coffee ဆိုင်သွားမယ်ပေါ့နော်ဗီယက်နမ်မှာကလေအဆောက်အဦတွေစောက်တာတော့သူတို့တစ်မျိုးပဲသိလားဘာလို့လဲဆိုတော့လေသူတို့အဆောက်အဦတွေကလေအလုံးပေကြီးတွေစောင်းကြတာလေဝင်လေထကောင်းတဲ့အဆောက်အဦမျိုးတွေတိတ်မတွေ့ရဘူးဒီဘက်ရက်ကွက်တွေမှာပေါ့နော်တခြားနေရာတွေတော့မပြောတတ်ဘူးများသောအားဖြင့်ဒီလိုမျိုးကြီးတွေအဲ့လိုမျိုးကြီးတွေတကားပေါက်ပိုင်လေတီးလေးနဲ့လေကဘလို့မဝင်နိုင်ခြင်းမရှိဘူးကွာဒီနေရာကျတော့လေကမ်းခြေနဲ့လည်းတိတ်မဝေးဘူးပြီးတော့ဟိုဘက်လေမြို့ထဲနဲ့ဆိုလို့ရှိရင်လည်းတိတ်မဝေးဘူးမြို့ထဲနဲ့ဆိုလို့ရှိရင်တော့ maybe ဆိုင်ကယ်စီးမယ်ဆိုလို့ရှိရင်9မိနစ်9မိနစ်လောက်ပေါ့နော်လမ်းလျှောက်ရင်တော့နည်းနည်းလေးဝေးတယ်အဲ့ဒါတခုတော့ရှိတယ်ဒါပေမဲ့အခုဗီယက်နမ်မှာကွာအခုနေရာဒီဆိုလို့ရှိရင်အရမ်းပူတယ်ဒါပေမဲ့အခုလိုမျိုးအပင်ရိပ်တွေပိုင်းနဲ့ဆိုလို့ရှိရင်ရလေလုံးဝလေးတဖြူးဖြူးနဲ့လေအရန်အေးရဲ့အခုဒီနေရာကခုကန်းကျင်နေဆိုလို့ရှိရင်လမ်းချရင်7မိနစ်ပဲဆိုတော့ပင်တဲ့ဘက်ကလာတဲ့လေတွေနဲ့အပင်ရိပ်လေးတွေနဲ့လေအရင်မိုက်တယ်တော်တော်မိုက်တယ်ဒါကကော်ဖီဆိုင်ကိုသွားတဲ့လမ်းမှာဒီမှာအသီးတွေတွေ့ဘာသီးလဲမသိဘူးအုံးရှိသီးလည်းမဟုတ်ပါဘူးကော်ဖီဆိုင်ကအဲ့ဆိုင်ကနားလောက်လေးမှာမြင်လည်းကိုလည်းမမြင်ရတော့နေရန်ထိုးလို့ဒါတော့အမြဲတမ်းနေတိုင်းလာနေကြကော်ဖီဆိုင်ကိုရောက်ပါပြီဒီနေရာလေးကလည်းမစိုးဘူးနော်နေရာလည်းအကျယ်ကြီးပဲအပင်ရိပ်တွေနဲ့ပြီးတော့သူတို့ဆိုင်မှာဆိုလို့ရှိရင်လည်းပန်ကာလေးတွေထားပေးထားရဲဆိုတော့လေအရင်မိုက်တယ်ဈေးလည်းသိမကြည့်ဘူးVietnamese latte. This one. Một bát xỉu mang đi. ဒီနေ့အေးရလာနေကြတယ်ဒါပေမဲ့ဒီနေ့ကသူတို့4နာရီခွဲပိတ်မှလို့ပြောကိုရောက်တာအခု4နာရီ23မှပြည့်နေပြီဆိုတော့ take away ပဲရတော့မယ် coffee ဝယ်ပြီးတော့လမ်းသွားရှောက်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီကနေ့နေဆိုလို့ရှိရင်လေတခြားနေရာတွေတော့မပြောတတ်ဘူးနော်ကိုထိုင်တဲ့ coffee ဆိုင်မှာဒီကနေ့နေဆိုလို့ရှိရင်သူတို့ဖဲစုရိုက်ကြရပါအဲ့ဒါတကူကတော့နည်းနည်းလေးတစ်မျိုးပဲနော်ကိုရီနိုင်ငံမှာဆိုလို့ရှိရင်တရားမဝင်ဘူးဒီမှာတော့ဘယ်လိုလဲမပြောတတ်ပါဘူးဆိုတော့ coffee ခဏဆောင်းလိုက်အောင်ပဲ coffee ဆောက်ပြီးလို့ရှိရင်ဒီနားတော့လမ်းဘက်ရှောက်မယ်ပေါ့နော်ဒီဆိုင်မှာရောင်းတဲ့ coffee တွေကတော့ဈေးတိတ်မကြီးဘူးပေါ့နော်သူတို့ဗီယက်နမ်ပတ်စံနဲ့ဆိုလို့ရှိရင်အဲ့လိုမျိုး1000ခွဲလောက်ကနေစပြီးတော့ရတယ်ဈေးကြီးဆုံးဆိုလို့ရှိရင်2000ခွဲ3000လောက်ပေါ့နော်ထိုင်းဘတ်နဲ့တွက်မယ်ဆိုလို့ရှိရင်15ဘတ်ပန်း20 25ဘတ်လောက်ပဲရှိတယ်ဒါကကျမရဲ့ Vietnamese latte ပေါ့နော်သူတို့ဒီမှာ4နိုင်ခွဲပေးမှာဆိုတော့မထိုင်တော့ဘူးသွားမယ်တနေ့ရရမှာတထိုင်မယ်ပေါ့နော်ကွာလေအရင်က coffee မတောက်ဒါပေမဲ့ Vietnam ကိုရောက်နေပြီးမှတော့ Vietnam coffee ကို try ကြည့်တင်တယ်ဆိုတော့တောက်တာပေါ့နော်ဒါပေမဲ့အခုဆိုလို့ရှိရင်ဒီတိုင်းဒီပါတောက်ပြင်တယ်မတောက်ရရင်မနေနိုင်တော့ဘူးဖြစ်ရှောင်းရင်းနဲ့အိမ်သားပဲပြန်ရောက်လာတယ်ပေါ့နော်ဆိုတော့တိုက်ရှေ့ကခုံလေးမှာပဲထိုင်ပါတော့မယ်အဆုံးထိကြည့်ပေးတဲ့ကျေးဇူးတင်ပါတယ် bye bye နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်